ဇလန်ရဲ့စားမှာတော့အဲလစ်ရဲ့တင်မောကိုပင်လယ်ဓမြတင်မောတုံးစင်းကလိုက်လံပစ်ခတ်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ရှေ့မှာကုန်းမြေရှိအောင်မြင်လိုက်ရတဲ့အဲလစ်ကတူးလက်ထောက်ကိုအများဆုံးအချိန်တင်ပြီးတင်မောကိုစောင်းမောင်းမှုချက်ချင်းမိန်ပေးလိုက်ပါတယ်။မတင်မပဲတူကရေတိမ်ပိုင်းကိုဖျက်ချွန်နိုင်ခဲ့ပြီးပင်လယ်ဓမြရဲ့ရန်ကနေလွတ်မြောက်ခဲ့ရပါတယ်။အဲဒီနောက်အဲလစ်ကလန်ဒန်စိတ်ကမ်းကိုရောက်လာပြီးတူ့အမိနဲ့တွေ့ဆုံခဲ့ပါတယ်။လူလောဆောင်ခဲ့ဓမြကိုအကောက်တစ်ထိပ်ကြီးစီအစီခံမှုတွားတဲ့အခါတစ်ထိပ်ကြီးကိုလွန်သွားပြီးဖြစ်ပြီးတော့လူရဲ့ယာတီကိုတားပစ်သူဟိမင်းကိုလွှဲပြောင်းပေးလိုက်ပြီဆိုတာတိလိုက်ရတဲ့အတွက်ကြောင့်အဲလစ်အံ့ဩသွားပါတယ်။ရောက်တဲ့အခါမေဖြစ်သူကဒီညဟိမင်းရဲ့အမွေဆက်ခံတဲ့ပွဲရှိပေမဲ့သူတို့ဖေချမခံရဘူးလို့ပြောပါတယ်။ဒီချိန်မှာအဲလစ်ကသူ့ရဲ့မိခင်ကတခုဖုံးကွယ်ထားလို့ခံစားနေရပါတယ်။ဒါပေမဲ့အဲလစ်ကတွားချင်တဲ့စိတ်ပြင်းပြနေတဲ့အတွက်ကြောင့်မိခင်ဖြစ်သူလည်းစိတ်လျှော့ပြီးတွားခွင့်ပြုလိုက်ပါတယ်။ညရောက်လို့ပွဲကိုတွားတဲ့အခါအဲလစ်ကတရုတ်ရွေးအောင်ဝတ်စားဝတ်ဆင်ထားတဲ့အတွက်အဲဒီကလူကုန်တန်းတွေကအဲလစ်နဲ့သူ့အမေကိုလူပြက်တီလို့သဘောထားပြီးထင်သေးစွာဆက်ဆံကြပါတယ်။အကော့မီသားစုကအဲလစ်တို့တားမေကိုမြင်တော့အံ့ဩသွားပြီးသူတို့စီလာခဲ့ကြပါတယ်။အဲလစ်ကတူ့ကိုတူမိတ်ဆက်ပြီးနောက်ထပ်ခီးစဉ်အတွက်အစီရင်ခံစာတင်ပြခြင်းတယ်လို့ပြောတဲ့အခါဟိမဲကတူ့အတွက်နောက်ထပ်ခီးစဉ်မရှိတော့ဘူးလို့ပြည့်ပြည့်တာတာပြောလိုက်ပါတယ်။အဲဒီကလူတွေကလည်းမိန်းကလေးတယောက်ကတင်မောကပတိန်ဖြစ်ဖို့မတင်တော့ဘူးဆိုပြီးကဲရဲကြပါတယ်။အဲဒီနောက်ဟိမဲကအဲလစ်ကိုတူ့စီမှာဇက်ရေးဝန်တန်းအဖြစ်လုံးလုံးကိုကမ်းလှမ်းလိုက်ပါတယ်။ဒါကိုကြတော့အဲလစ်အံ့ဩသွားပြီးအဲဒီကလူတွေကလည်းတူ့ကိုဝိုင်းရဲကြပါတယ်။အဲလစ်ကလက်မခံပဲကုမ္ပဏီမှာတူ့ရဲ့ပန်ဆန်မှု10%ရှိသေးတယ်လို့ပြန်ပြောပါတယ်။လွန်ခဲ့တဲ့တနေ့ကတူ့မီယာအဲ့ဒီပန်ဆိုင်မှုတွေရဲ့အိမ်ပေါင်စာချုပ်ရဲ့ကိုရောင်းချခဲ့ပြီးတူ့ရဲ့တင်မောနဲ့ပြန်ရွေးရမယ်လို့ Ascot ကပြောလိုက်ပါတယ်။အဲ့ဒီတော့မှအဲလစ်အားလုံးကိုတီးသွားပြီးတူ့မေစီတွားမေးပါတယ်။အမေဖြစ်သူကဒါတွေအားလုံးကအဲလစ်ကပို့ပြီးကောင်းကောင်းမွန်မွန်နေနိုင်မှုအတွက်လုပ်ခဲ့တာပါလို့ရှင်းပြပါတယ်။အဲလစ်ကတော့အမေကိုစိတ်ဆိုးသွားပြီးတယောက်တည်းထွက်ပြေးလာခဲ့ပါတယ်။အဲလစ်တယောက်တည်းဝမ်းနဲ့နေချိန်မှာအပ်ဆိုလန်ရောက်လာပြီးတူ့နောက်ကိုလိုက်ခဲ့ဖို့ခေါ်ပါတယ်။သူဟိမေရဲ့အခန်းထဲဝင်သွားပြီးအပ်ဆိုလန်မန်နဲ့ဝင်သွားတာကိုတွေ့လိုက်ရပါတယ်။မကြခင်မှာပဲထိုအခန်းထဲကိုလူတစုရောက်လာတဲ့အတွက်အဲလစ်လည်းစဉ်းစားမနေတော့ပဲမှန်ထဲကိုချက်ချင်းဝင်သွားလိုက်ပါတယ်။မှန်ထဲရောက်တော့တာနဲ့တူ့ခန္ဓာကိုယ်ကတင်းငယ်သွားပြီးတူ့ရှိကပစ္စည်းတချို့ကအတက်ဝင်လာပါတယ်။အဲဒီမှာအဲလစ်ကမတော်တဆကျဲဥတွေလုံးကိုပြုတ်ကျကွဲသွားစေပေမဲ့စက်တူရင်ရုပ်လေးတွေကကျဲဥကိုချက်ချင်းကယ်တင်ပေးခဲ့ပါတယ်။ထို့နောက်သူကအပ်ဆိုလန်နဲ့ပြန်တွေ့ပြီးမကြခင်မှာလူတယောက်ထွက်သွားတော့မယ်လို့တတိပေးပါတယ်။လို့ဝက်တကားတစ်ခုဖြစ်သွားပြီးတော့အဲလစ်ပြုတ်ကျသွားပါတယ်။တကယ်တော့ဒါအန်ဒါလန်ကဘာဖြစ်ပါတယ်။ဒီနေရာမှာအဲလစ်ရဲ့တငယ်ချင်းတွေကတူ့ကိုစောင့်နေကြတာတွေ့လိုက်ရပါတယ်။သူတို့ကဟက်တာတယောက်ယူတွေ့နေပြီဖြစ်ကြောင်းနဲ့အဲလစ်ကတူ့ကိုကယ်ပတင်ပေးနိုင်မယ်လို့မျှော်လင့်ကြောင်းပြောပြကြပါတယ်။ဟက်တာဘာဖြစ်သွားလဲဆိုတာကိုလည်းရှင်းပြပါတယ်။သူတို့တော့တဲ့တွားကြတော့ဟက်တာတူပထမဆုံးဖန်တီးခဲ့တဲ့အပြန်စက်ကူအုတ်ထုတ်တွေကိုတွေ့သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဟက်တာချက်ချင်းပြောင်းလဲသွားပြီးငကားကြီးကြောင့်နေဆုံးသွားခဲ့တဲ့တူမီတာစုကိုပြန်တတိယသွားပါတယ်။အဲလစ်ရောက်လာချိန်မှာတော့ဟက်တာအဲလစ်ကိုပြန်တွေ့ရလို့ရန်ဝမ်းတာတော့ပါတယ်။ဟက်တာကတူမီတာစုဓာတ်ပုံနဲ့တူပထမဆုံးလုပ်ခဲ့တဲ့အုတ်ထုတ်လေးကိုအဲလစ်ကိုပြပါတယ်။ဒီအုတ်ထုတ်လေးအကောင့်ပကတိရှိနေသေးရင်တူမီတာစုလည်းတက်ရှိထင်ရှားရှိနေမှနေကြတယ်လို့ဟက်တာကိုပြောပါတယ်။တကယ်တော့အဲလစ်ကကူညီခြင်းပေမဲ့တည်သွားတဲ့လူတွေကိုအသက်ပြန်ရှင်းအောင်မလုပ်နိုင်ဘူးလို့ထင်နေခဲ့ပါတယ်။အဲဒီကမှဟက်တာရုတ်တရက်တုံလို့သွားပြီးတူခန္ဓာကိုအယောင်နေမေးမိန်သွားပါတယ်။ပြီးတော့ရန်ကိုဒေါ်လာထွက်သွားပြီးအဲလစ်ကိုထွက်သွားဖို့ပြောလိုက်ပါတယ်။ထို့နောက်အဲလစ်ဟာဖြူအောင်ဘရင်မစီပြေးသွားပြီးဟက်တာကိုကယ်တင်မှုကူညီတောင်းပါတယ်။ဖြူအောင်ဘရင်မကအဲလစ်အနေနဲ့အချိန်စက်လုံးကိုတုံးပြီးအတိတ်ကိုပြန်သွားဖို့ကြံပေးပါတယ်။အဲလစ်ပင်မတကားကိုရောက်တဲ့အခါနိုင်ကြီးတစ်ခုလိုပုံစံရှိတဲ့ထောင်ရရဲတိုက်ကြီးကိုရောက်သွားပါတယ်။အဲဒီအတားစီးကိုဖြည်းဖြည်းချင်းကြော်ပြပြီးရဲတိုက်တွေဝင်သွားချိန်မှာတစုံတစ်ယောက်ကတူ့ကိုနောက်ရောက်ခံလိုက်နေလို့ခံစားရပါတယ်။ထို့နောက်ရဲတိုက်ကိုစောင့်ရှောက်နေတဲ့လူတစ်ယောက်ကိုတွေးလိုက်ရပါတယ်။အဲလစ်လည်းလူသွားရနောက်ကိုလိုက်သွားရင်အသက်ရှင်နေတဲ့အန်ဒါလိုင်းပြည်သူတွေရဲ့တကားဝဆိုတဲ့နေရာကိုရောက်သွားပါတယ်။လူကအန်ဒါလိုင်းပြည်သူတွေရဲ့အတက်ဖြစ်တဲ့အချိန်တိုင်းလေးတွေကိုယူပြီးသူတို့ရဲ့အတက်ကိုရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ထိုတကားဝအပြင်တိတ်ဆုံးသွားတဲ့လူတွေရဲ့တကားဝဆိုတာလည်းရှိပါသေးတယ်။ထိုအခါမှာတော့တိတ်ဆုံးသွားသူတွေရဲ့အချိန်တိုင်းကိုမိသားစုနာမည်လိုက်စုဆောင်းထားပါတယ်။ကိုကြည့်နေတဲ့အဲလစ်ကမိသားစုတစုမှနိုင်မရှိသေးတာကိုတတိထားမိလိုက်ပါတယ်။မကြခင်မှာပဲအဲ့ဒီလူကတူးနောက်ကိုတယောက်ယောက်လိုက်နေတာတတိထားမိသွားပါတယ်။အဲလစ်လည်းကိုထင်ပြပြီးတူ့ကိုကူညီဖို့တောင်းဆိုပေမဲ့ညှင်းပယ်ခံရပါတယ်။ထိုလူရဲ့နာမည်ကတော့အချိန်တခင်ဖြစ်ပါတယ်။အချိန်တခင်ကအဲလစ်ကိုအတိတ်နဲ့အနာဂတ်ကိုထိန်းချုပ်ထားတဲ့နိုင်ကြီးကြီးသည်ခေါ်သွားပါတယ်။ပြီးတော့ဟက်တာကိုကယ်ဖို့ဘာလို့လဲဆိုတာပြောဖို့အဲလစ်ကို10မိနစ်အချိန်ပေးပါတယ်။ဒါပေမဲ့အဲလစ်ကအချိန်စက်လုံးကိုငားကျင်တယ်လို့ပြောလိုက်တာနဲ့အချိန်တခင်ကအဲလစ်ကိုနှင်ထုတ်လိုက်ပါတယ်။ထိုချိန်မှာပဲအတိတ်ကိုပြောင်းလဲလို့မရပါဘူး။အတိတ်ကနေတင်ခန်းစာယူလို့ရတယ်ဆိုတာအဲလစ်တီးလိုက်ရပါတယ်။မကြခင်မှာပဲအချိန်တခင်ရဲ့ချစ်သူရောက်လာပါတယ်။ထိုမျိုးသမီးကတော့ကျွန်တော်တို့အားလုံးတီးကြတဲ့အလွန်ရက်စက်တဲ့နီအောင်ဘီယမဖြစ်ပါတယ်။နီအောင်ဘီယမကအချိန်တခင်စီကနေလက်ဆောင်တွေတောင်းပေမဲ့တူလိုချင်တာကအချိန်စက်လုံးဖြစ်နေပါတယ်။အဲလစ်လည်းစက်စုကျင်စိမ့်နဲ့နိုင်ကြီးရဲ့နှလုံးသားမှာရှိတဲ့အချိန်စက်လုံးကိုယူဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲလစ်ကဇက်ကိုရရချင်မှပဲထွက်ပြေးဖို့ကြိုးစားရင်မတော်တဆပြုတ်ကျသွားပါတယ်
ထိုမတော်တဆမှုကြောင့်ပဲအချိန်ဆက်လုံးကရင်တစည်းဖြစ်ပြောင်းလဲသွားပြီးအန္တလန်ကဘာရဲ့အတိတ်ကိုတွားနိုင်ခဲ့ပါတယ်အတိတ်ကိုတွားဖို့အတွက်အတိတ်ကချိန်လိုင်းတွေရှိတဲ့ဓမိုးတရားကိုဖျက်ကျော်ရမှာဖြစ်ပါတယ်အခြားတစ်ဖက်မှာတော့အဲလက်ယူသွားတဲ့အချိန်ဆက်လုံးကြောင့်ကြီးမားတဲ့တက်ရောက်မှုတွေဖြစ်လာပြီးစက်ကိုမူလနေရာမှာပြန်မထားရင်အန္တလန်ကဘာကြီးပျက်စီးသွားမှာဖြစ်ပါတယ်အဲလက်ကတော့ခီးဆက်လာရင်ရှေ့မှာထိန်းလန့်ပွဲနေရဲ့အချိန်လန်းကိုတွေးလိုက်ရပါတယ်လူအဲ့ဒီတဲ့ဝင်မှုစူးစမ်းချိန်မှာအချိန်တခင်ကလိုက်လာလို့အဲလက်ရှောင်းနေရင်တခြားနေ့တစ်နေ့ရဲ့အချိန်လိုင်းတွေကိုရောက်သွားပါတယ်အဲလက်ကြတော့တဲ့နေရာတော့ဟတ်တာတို့မိသားစုစီပါအဲ့ဒီချိန်မှာအဲလစ်ကဟတ်တာကိုတူးမိသားစုကိုကယ်တင်မှုပြောပြီးမြဲဟတ်တာကနားမထောင်ပါဘူးပြီးတော့ဟတ်တာကအဲလစ်ကိုနန်းတော်စီခေါ်သွားပါတယ်ထိုနေ့အဖြူအောင်ပြင်မနဲ့နီအောင်ပြင်မတို့ကိုမိဘတွေကတရဝူဆောင်းပေးမဲ့နေဖြစ်နေပါတယ်နီအောင်ပြင်မကိုတရဝူဆောင်းပေးချိန်မှာတရဝူကတူကောင်းတဲ့အဝန်ခွန်ကြမဖြစ်ပဲဖြစ်နေပါတယ်ဒီဖြစ်အကြောင်းပွဲလာပြီးတဲ့တည်းဝမ်းရကြပါတယ်ဒေါရထော်တော်တဲ့နီအောင်ပြင်မကပြည်သူတွေကိုချင်းကြောက်တဲ့အတွက်ဖခင်ပြည်သူကတတိပေးလိုက်ပြီးနမ်းမွေကိုဖြူအောင်ပြင်မကိုလွှဲပြောင်းပေးလိုက်ပါတယ်နီအောင်ပင်မကသူ့ကိုရှက်ခွဲခဲ့တဲ့ဟက်တာရဲ့မိသားစုကိုလည်းလက်စားချိန်မဲ့လူချင်းကြောက်ခဲ့ပါတယ်။တကယ်တော့ဖြူအောင်ပင်မကအမှန်တမ်းမပြောခဲ့လို့နီအောင်ပင်မကဖြူအောင်ပင်မကိုမုန်းနေတာဖြစ်ပါတယ်။ဟက်တာလည်းနီအောင်ပင်မကိုရင်မောခဲ့မိလို့ဖခင်ဖြစ်လူရဲ့ဆူမူကျင်းမောင်းခြင်းကိုခံပြီးရန်ဝမ်းနေသွားပါတယ်။ဒါကြောင့်မှဟက်တာမိသားစုကိုထားခဲ့ပြီးထွက်သွားပါတော့တယ်။အဲလက်ကလိုက်သွားပြီးမိသားစုကိုကယ်ဖို့နောက်နောက်မရဖို့တတိပေးပေမဲ့ဟက်တာကနားမထောင်တဲ့အတွက်အဲလက်ကိုယ်တိုင်ပဲဒူးမိသားစုကိုတွားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲလက်တွားပြောဖို့လုံးနေတော့ဖြူအောင်ပြင်မရောက်လာပြီးဟတ်တာရဲ့မိသားစုကိုတောင်းပန်ပါတယ်ပြီးတော့ရင်ကနာရီထိုးချိန်မှာတူအမခေါင်းဆောင်မိပြီးခေါင်းကြီးသွားတဲ့အကြောင်းကိုပြောပြပါတယ်ဒီနေရာမှာဖြူအောင်ပြင်မကလူတိုင်းကိုတခုဖုံးကွယ်ထားပုံရပါတယ်အဲလက်ကနီအောင်ပြင်မရဲ့မတော်တဆမှုကိုတီးသွားတဲ့အခါအဲ့ဒီဖြစ်ရတာမဖြစ်ခဲ့ရင်ထိလှပွဲနေဆိုတာလည်းရှိလာမှာမဟုတ်ဘူးလို့တွေးမိတော့ပါတယ်ဒါနဲ့ချက်ချင်းပဲထိုမတော်တဆမှုဖြစ်ခဲ့တဲ့အတိတ်ကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေရာမှာတော့နိုင်ကြီးပြည့်စည်တော့မှာကိုမြင်တဲ့အဖြူအောင်ပြင်မရဲ့အစီကံကနိုင်ကိုပြင်မှုစူးစမ်းနေပါတယ်။လက်ဖက်ရည်တောင်းနေချိန်မှာအချိန်တခင်ကရုတ်တရက်ကျလာပြီးအဲလေးကိုတွေ့သွားလို့ဟတ်တာကိုမေးပါတယ်။ဟတ်တာကမတင်ကားလို့တူကိုနောက်ပြောင်လိုက်တဲ့အခါအချိန်တခင်ကဒေါရထွက်ပြီးတူတို့ကိုအမြဲတမ်း1မိနစ်နောက်ကျနေအောင်ချိန်သာတိုက်လိုက်ပါတယ်။အဲလေးကတော့မတော်တဆမှုဖြစ်ခဲ့တဲ့နေ့ကိုရောက်သွားပြီးဟတ်တာရဲ့ငယ်ဘွားနဲ့တွေ့ပါတယ်။အချိန်က6နာရီထိုးကနေမှဟတ်တာအဲလေးကိုအင်ခေါ်သွားပါတယ်။ဟတ်တာကလူလောက်ထားတဲ့အုတ်ထုတ်လေးကိုဖခင်ကိုပြပြီးမြဲဖခင်အပြင်ပေးမယ်ဆိုပြီးလှုပ်လိုက်တာအုတ်ထုတ်လေးပြည့်စည်သွားလို့လွှင့်ပစ်လိုက်ပါတယ်။ဟတ်တာလည်းတိမှတ်ပြုမခံရလို့ဝမ်းနေသွားပါတယ်။နိုင်6နာရီထိုးတော့မယ်ဆိုတာကိုမြင်တော့အဲလက်အမြန်ထွက်လာခဲ့ပါတယ်။ဖြူအောင်ပြင်မကကြံနေတဲ့ကိန်းမော့တစ်ခုကိုခိုးယူပြီးနီအောင်ပြင်မရဲ့ခန်းထဲမှာတွားစားပါတယ်။စားနေတော့ကိန်းမော့ကျွန်းကြံနေကြမ်းပြမကြတော့လို့ရှင်းလင်းနေရဲ့နီအောင်ပြင်မရောက်လာပြီးဘာလို့နေလာလဲပြီးတော့ဘာမှမလုပ်ဘူးလို့လိန်ပြောလိုက်ပါတယ်။ခဏနေတော့အမေဖြစ်သူကဒေါရတကြီးရောက်လာပြီးဘလူကိန်းမော့ခိုးစားလဲမေးပါတယ်။ဘယ်သူမှဝန်မခံပေမဲ့မိခင်ဖြစ်သူကနီအောင်ပြင်မရဲ့ခန်းထဲမှာကိန်းမော့ကျွန်းကြံနေကိုမြင်တော့နီအောင်ပြင်မကိုပြစ်တင်ပါတယ်။နီအောင်ပြင်မကမစားဘူးလို့ညင်ပြီးဖြူအောင်ပြင်မစားတာလို့ပြောပေမဲ့ဖြူအောင်ပြင်မကဝန်မခံပါဘူး။ဖြူအောင်ပြင်မရဲ့မျိုးသားမှုကြောင့်နီအောင်ပြင်မကမိခင်ရဲ့စူပူတာကိုခံလိုက်ရပါတယ်။ဒေါရထွက်ပြီးဝမ်းနေသွားတဲ့နီအောင်ပြင်မဒီအိမ်ပြင်ကိုထွက်ပြေးသွားပါတယ်။ပြေးတော့တဲ့နီအောင်ပြင်မကိုအဲလစ်ကကဲဖို့စူးစမ်းပေမဲ့နီအောင်ပြင်မကပြုတ်ကျပြီးခေါင်းနဲ့အမြည်ကြီးဆောင်းမိသွားပါတယ်။ဒီဖျက်ကိုမြင်လဲတဲ့အခါအဲလစ်ဟာအချိန်တခင်ပြောခဲ့တဲ့စကားကိုတတိယသွားပါတယ်။အတိတ်ကိုပြောင်းလဲလို့မရပေမဲ့အတိတ်ကနေသင်ခန်းစာယူလို့ရတယ်ဆိုတာပါပဲ။အဲ့နောက်အဲလစ်ဟာဟတ်တာရဲ့ဖခင်ကအုတ်ထုတ်လေးကိုလွတ်မပြစ်ပဲပြင်ဆင်ပြီးလူရင်းချင်းအိတ်ကတဲ့တင်ထားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီတော့မှအဲလစ်ကတီဆုံးသွားသူတွေရဲ့တကားဝမှာနာမည်မရှိသေးတဲ့မိသားစုကဟတ်တာရဲ့မိသားစုဆိုတာကိုတီးလိုက်ရပြီးလူတို့မတည်သေးဘူးဆိုတာသဘောပေါက်သွားပါတယ်။အဲ့ဒီချိန်မှာပဲအချိန်တခင်ကအဲလစ်ကိုဆွဲခေါ်သွားပါတယ်။အချိန်တခင်ဟာအချိန်သက်လုံးမရှိတော့တဲ့အတွက်ရဟန္တာကျင်နေရပါတယ်။ထောက်ရရဲတိုင်းမှာလည်းရာလုံးဖြိုပြဲဖြစ်နေပြီးချိန်တခင်ကစက်ကိုပြန်ပေးဖို့တောင်းဆိုပေမဲ့ဟတ်တာရဲ့မိသားစုကဘယ်မှရှိလဲဆိုတာမတည်သေးတဲ့အတွက်အဲလစ်ကမပေးပဲထားလိုက်ပါတယ်။ထို့နောက်လူကဘာကိုတွားလို့ရတဲ့အမှန်ကိုမြင်သွားပြီးအဲလစ်ချက်ချင်းဝင်ပြေးပါတယ်။မှန်နဲ့ဝင်သွားပြီးနောက်အဲလစ်တတိယလာတော့သူ့အမိနဲ့တွေ့ပါတယ်။ဆိုရတာကလူတွေကအဲလစ်ကိုယူနေပြီလို့တတ်မှတ်ပြီးစေချမ်းမကြီးဆေးရုံကိုပို့လိုက်တာပါပဲ။လူအန်တလန်ကဘာကိုပြန်တွားရမယ်ဆိုတာတတိယတော့ဆရာဝန်ကသူ့ကိုစိတ်ညစ်စေထိုးဖို့ကြိုးစားပါတယ်။ဆရာဝန်လက်မှာအဲလစ်ကဆရာဝန်ကိုပြန်ထိုးလိုက်ပါတယ်။အဲ့တော့ဆေးရုံကနေပြေးထွက်လာပြီးအက်စကော့မိသားစုရဲ့အခန်းထဲကနေမှန်ကိုဖြတ်ပြီးအန်တလန်ကဘာကိုပြန်တွားခဲ့ပါတယ်။အန်တလန်ကိုပြန်ရောက်တော့ဟတ်တာရဲ့မိသားစုကိုရှာပါတယ်။ဒီတော့မှသူတို့မိသားစုကိုနီအောင်ပြင်မှာဖမ်းသွားမှတီးလိုက်ရပါတယ်။အဲလစ်ဟတ်တာအိမ်ကိုရောက်သွားချိန်မှာဟတ်တာအယောင်နေမိမ့်မိန်ပြီးတီလူမျောပါဖြစ်နေပါတယ်။အဲလစ်ကဟတ်တာမင်းရဲ့မိသားစုမတီးသေးဘူးနီအောင်ပြင်မှာဖမ်းသွားတာလို့ပြောလိုက်တော့မှဟတ်တာလည်းချက်ချင်းကြမ်းမာလာပါတယ်။အဲဒီနောက်သူတို့တွေနီအောင်ပြင်မရဲ့နန်းတော်စီကိုတွားခဲ့ကြပါတယ်။နီအောင်ပြင်မကလည်းသူတို့လာမယ်ဆိုတာတီလို့ထောင်ချောက်တွေမြင်ထားပါတယ်
အဲလစ်နဲ့ဟက်တာတို့နီအောင်ပင်မရဲ့ခန်းထဲကိုရောက်တော့ဟက်တာရဲ့မိသားစုကိုပရွက်စိတ်တွေထားတဲ့မှန်အိမ်လေးထဲမှာဖမ်းထားတာကိုတွေ့လိုက်ရပါတယ်။ရုတ်တရက်တူတို့အားလုံးဖမ်းဆီးခံလိုက်ရပြီးအဲလစ်စီကအချင်းစလုံးကိုလည်းနီအောင်ပင်မကယူသွားပါတယ်။နီအောင်ပင်မကအချင်းစလုံးကိုအုံပြုပြီးဖြူအောင်ပင်မကိုပါခေါ်ကကဲမုံကူစားတဲ့တိတ်စီပြန်သွားပါတယ်။တခြားတစ်ဖက်မှာလည်းနိုင်ကြီးကတဖြည်းဖြည်းပြည့်စည်နေပြီးမထင်မှတ်ပဲအဲလစ်နဲ့တငယ်ချင်းတွေကိုအဆောင်တွေကပြန်လွတ်ပေးလိုက်ပါတယ်။အဲလစ်လည်းအားလုံးပုံမှန်ပြန်ဖြစ်အောင်အမြန်လုပ်ရပါတယ်။အတိတ်ကိုရောက်တော့တဲ့နီအောင်ပင်မကဖြူအောင်ပင်မကိုမှန်တိုင်းဝန်ခံခိုင်းပေမဲ့ဖြူအောင်ပင်မကဝန်မခံပဲဖြစ်နေပါတယ်။အဲဒီမှာနီအောင်ပင်မကဒေါရထွက်ပြီးအခန်းထဲဝင်သွားချိန်မှာအတိတ်ကိုပြောင်းလဲလိုက်တဲ့အတွက်အရာအလုံးကကြောက်တုံးအဖြစ်ပြောင်းလဲသွားပါတယ်။ထိုချိန်အဲလစ်ရောက်လာပြီးချိန်စက်လုံးကိုယူကနိုင်ကြီးတည်အမြန်ပြန်သွားပါတယ်။ဒါပေမဲ့အရာအလုံးကကြောက်တုံးအဖြစ်ပြောင်းလဲနေတဲ့အချိန်ကတူတူနောက်ကနေလိုက်လာပါတယ်။ရဲထဲကိုရောက်တော့အဲလစ်ကဇက်ကိုအမြန်ပြန်ထားဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဇက်ကိုနေရာချဖို့နည်းငယ်နောက်ကျသွားပါတယ်။အချိန်တခင်ကသူ့ရဲ့နောက်ဆုံးအရာကိုတုံးပြီးကြောက်တုံးဖြစ်မဲ့အချိန်ကိုနှေးသွားအောင်လုပ်ပေးပါတယ်။နောက်ဆုံးစက္ကန့်လေးမှာပဲအဲလစ်ကိုယ်တိုင်လည်းကြောက်တုံးဖြစ်သွားပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအဲလစ်ကင်ထားတဲ့ချိန်စက်လုံးကနိုင်ကြီးနဲ့ထိနေတဲ့အတွက်ဇက်ကပြန်တက်ဝင်လာပြီးအရာအလုံးပုံမှန်ပြန်ဖြစ်သွားပါတယ်။အဲဒီတော့မှအမားလှုပ်ထားတဲ့ဖြူအောင်ပင်မကနီအောင်ပင်မကိုတောင်းပန်ပါတယ်။တကယ်တော့နီအောင်ပင်မကဆိုးတွမ်းနေတာညီမဖြစ်သူရဲ့တောင်းပန်စကားကိုကြားကျင်လို့ဖြစ်ပါတယ်။နီအောင်ပင်မလည်းခွန်းလွတ်ပေးလိုက်ပါတယ်။အချိန်ထဲမှာပဲဟက်တာကတူးမိသားစုကိုပုံမှန်ရွယ်စားပြန်ဖြစ်တော့အောင်လုပ်ပေးပြီးမိသားစုပြန်လဲပေါင်းစည်းရလို့ပြောရွှင်နေကြပါတယ်။ဖခင်ဖြစ်သူကလည်းတူးကိုဂုဏ်ယူကြောင်းပြောပါတယ်။အဲလစ်ကချိန်တခင်ကိုတောင်းပန်ပြီးတူးဖေရဲ့နာရီလေးကိုပြေးလိုက်ပါတယ်။အဲဒီနောက်အဲလစ်ကလူကဘာမိသားစုစီကိုပြန်မှုဆုံးဖြတ်လိုက်ပါတယ်။လန်ဒန်မှာတော့အမေဖြစ်သူကတင်မောရွေးတဲ့စာချုပ်ကိုလက်မှတ်ထိုးတော့မယ့်အချိန်အဲလစ်ရောက်လာပါတယ်။ဟင်းမဲကအဲလစ်ကိုစာရေးဝန်ထမ်းအဖြစ်လုပ်ရတော့မယ်ဆိုပြီးလောင်ပေမဲ့အမေဖြစ်သူကစာချုပ်ကိုထုတ်ပြပြီးအဲလစ်နဲ့အတူထွက်လာခဲ့ပါတယ်။နောက်တော့အဲလစ်ကတင်မောကမ္ပဏီပြန်ဖြစ်လာပြီးအပကော့ကုမ္ပဏီကိုရှင်ပြန်နိုင်မဲ့တီးပွားရေးလုပ်ငန်းတစ်ခုကိုမိခင်ဖြစ်သူနဲ့အတူတည်ထောင်လိုက်ပါတော့တယ်